TikTok မှာတာကို icon မပေါ်တဲ့ပြဿနာကိုဖြေရှင်းဖို့ဒီအချက်တွေကိုလုပ်ကြည့်ပါတာကို icon မပေါ်ရတဲ့အထူးအကြောင်းရင်းများတွေကတော့ data ကန့်သတ်ချက် regional restriction TikTok ဟာတာကို AI feature ကိုနိုင်ငံအလုံးမှာတပြိုင်နက်ချပေးတယ်ပါဘူးအချို့နိုင်ငံတွေမှာပဲအရင်စမ်းသပ် beta test နေဆက်ဖြစ်ပါတယ်အကောင့်များကိုအလဲကျချပေးခြင်း AB testing TikTok က feature အသစ်တွေကိုအကောင့်အလုံးကိုတစ်ခါတည်းမပေးဘဲအုပ်စုခွဲပြီးတဖြည်းဖြည်းချင်းချပေးလေ့ရှိပါတယ်ဒါကြောင့်တငယ်ချင်းအကောင့်မှပေါ်ပေမဲ့ကို့မှာမပေါ်သေးရဖြစ်နိုင်ပါတယ်ဘယ်လိုဖြေရှင်းရမလဲဆိုတာဖျောက်ပြီးမှချီလို့ဗီဒီယိုကိုအဆုံးထိကြည့်ပေးပါခင်ဗျာ TikTok app ကို update လုပ်ပါ Play Store Android တို့မှာ App Store iOS ထဲကိုတွားပြီး TikTok app ကို latest version ဖြစ်အောင်အရင်ဆုံး update လုပ်လိုက်ပါ။နှစ် app cache ရှင်းနေမှာ clear cache app ထဲမှာ data တွေပိတ်မိနေလို့မပေါ်တာမျိုးဖြစ်နိုင်ပါတယ်။ TikTok profile က setting and privacy ကိုတွားပါ free up space ကိုရှာပြီး cache ကို clear လုပ်ပေးပါ။သို့ VPN သုံးပြီးနိုင်ငံပြောင်းကြည့်ပါ data ကန့်သတ်ချက်ကြောင့်ဆိုရင်နိုင်ငံခြား IP ဥပမာ US စင်ကာပူတို့ဟောဖိလစ်ပိုင်တခုခုကို VPN ခံပြီး TikTok ထဲပြန်ဝင်ကြည့်ပါတခါတရံ VPN ချိတ်ပြီးဝင်လိုက်ပါ feature အသစ်တွေပေါ်လာတတ်ပါတယ်၄အသက် birthday စစ်ဆေးပါကိုယ့်ရဲ့ TikTok အကောင့်ကမွေးတက္ကရာဟာအသက်16နှစ်အောက်ရှင်နေရင်လည်းမပေါ်တတ်ပါဘူး settings ထဲမှာအသက်ကို16နှစ်တည်အောင်ပြန်စစ်ဆေးကြည့်ပါငါ TikTok စီ report တင်ပါအထက်ပါနီးလန်းတွေနဲ့မရသေးရင် TikTok ရဲ့အကူအညီတောင်းခံစာမျက်နှာကနေ report တင်လို့ရပါတယ် settings and privacy က report a problem ကိုတွားပါ AI feature တို့မဟုတ်တာကို icon missing ဆိုပြီးမိမိပြဿနာကိုစာရေးတိုက်ပြီးတင်ပြလိုက်ပါ AI feature တွေက server ဘက်ကနေအကောင့်တွေကိုရွေးပြီးချပေးတာမျိုး server side rollout ဖြစ်တဲ့အတွက်အပေါ်ကနီလန်းတွေတုံးပြီးလို့မှမရသေးရင်တော့ TikTok ကကိုယ့်အကောင့်အတွက်တရားဝင်ချပေးမယ့်အချိန်အထိခဏတော့စောင့်ဆိုင်းပေးရပါလိမ့်မယ်ဗျမိတ်ဆွေတို့ရဲ့အခုသုံးနေတဲ့ TikTok အကောင့်ကမြန်မာဖုန်းနံပါတ်နဲ့ဖွင့်ထားတာလားဒါမှမဟုတ် Gmail တို့မဟုတ် Facebook နဲ့ပဲ login ဝင်ထားတာလားဗျ